ကွန်ပျူတာမှာမလိုတဲ့ software ပေါင်းများစွာကိုရှင်းထုတ်ပြီးတော့ performance မြန်အောင်လုပ်တဲ့နည်းပြောပြပေးမယ်ဒီလိုလုပ်ဖို့အတွက်အရင်ဆုံး browser ကိုဖွင့်ပြီးတော့ search bar ကနေပြီးတော့ Windows Developer လို့ရိုက်ရှာရမယ်Windows DEVLOPER ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ဒါဆိုရင်ဒီမှာဒီ website လေးကြာလာလိမ့်မယ်ဒီ link ကိုတစ်ချက်နှိပ်ပြီးတော့ဒီထဲကကုတ်ဆိုတဲ့အားလေးကိုနှိပ်ပြီးဒီ download zip ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအဲ့ဒါကိုနှိပ်လိုက်ရင်ဒီမှာသူ folder လေးကြာလာရင်အဲ့ဒီ folder လေးကိုတွားပြီးတော့ကျွန်တော် zip file ကိုဖြည့်ပေးလိုက်ပါဒီလို zip file ဖြည့်လိုက်ရင်ဒီမှာသူ့ရဲ့ folder လေးရောက်လာပြီဒီ folder လေးကိုတစ်ပတ် click နှိပ်ပြီးတော့ဒီမှာ run.bat ဆိုတဲ့ file လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်ဒီမှာဒီ script က run သွားပြီးတော့ကျွန်တော်တို့ Windows မှာရှိတဲ့မလိုတဲ့ software များစွာကိုသူရှင်းထုတ်ပေးဖို့အတွက်ဒီမှာဆိုရင် prompt တစ်ခုကြာလာပြီဒီမှာ customize set လား default mode လားလို့ပြီးပေးပါတယ်ကျွန်တော်တို့ default mode ကိုပဲရွေးပြီးတော့ click နှိပ်လိုက်မယ်ပြီးရင်ဒီမှာ apply chain ဆိုတာလေးရှိတယ်ဘာလို့ apply chain လဲဆိုတော့ဒီကောင်ဘယ် user တွေအတွက်လဲလို့မေးတာဘာမှပြဿနာမရှိဘူးကိုကဒီမှာ apply chain ဆိုတာတိတ်ပေးမယ်နောက်ပြီးသတိထားကြတစ်ခုကဒီနေရာမှာ option တွေနေရာမှာ create system restore point ဆိုတာလေးကိုအမှန်ကြီးပြုတ်နေအမှန်ကြီးချစ်ပေးလိုက်ပါဒီကောင်ကဘာလို့ဆိုလို့လဲဆိုတော့ဒီတစ်ခုခုဒီ script ကို run လို့တစ်ခုခုဖြစ်သွားလို့ရှိရင်ပြန်ပြီးတော့ recovery ပြန်လုပ်လို့ရအောင်လုပ်ပေးရတဲ့ option လေးဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးအမှန်ကြီးချစ်နေရင်သိကြပြီဆိုရင် apply ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်သူက system restore point ကိုယူပြီးတော့ဒီကွန်ပျူတာထဲမှာရှိတဲ့မလိုအပ်တဲ့ software ပေါင်းများစွာကိုသူစပြီးတော့ရှင်းထုတ်ပြီးသွားပါလိမ့်မယ်ကျွန်တော်တို့အနောက်က script run တယ်ဒီကိုတစ်ချက်ကြည့်ပြီးလိုက်ပဲเนาะဒီ Microsoft Windows မှာကျတော့ Windows စတင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့မသိတဲ့ software ပေါင်း100ကျော်လောက်ပါတယ်ဒါတွေကသူက retail license အတွက်ရောင်းတဲ့ software တွေဖြစ်တဲ့အတွက်ကြောင့်မို့သူမှလိုလီသေးမရှိအောင်ဒီကွန်ပျူတာထဲမှာသူက OS ထဲမှာ OS ထဲမှာ software ပေါင်းများစွာကိုသူကထည့်ပေးထားတာအဲ့တော့အဲ့ထဲက software တွေ80ရာခိုင်နှုန်းလောက်ကကျွန်တော်တို့ ਨੇ မလိုအပ်ဘူးပေါ့နော်အဲ့လိုမျိုး software တွေများနေတဲ့အတွက်တချို့ run နေတဲ့ကွန်ပျူတာတွေဒီ hard disk က traditional hard disk ကိုသုံးထားတဲ့ကွန်ပျူတာ traditional hard disk ဆိုတာတော့ကျွန်တော် SSD မဟုတ်တဲ့ hard disk ကိုပြောတာပေါ့နော်အထဲမှာတန်လိုက်ပြားနဲ့လုပ်တဲ့ hard disk မျိုးတွေကိုပြောတာပေါ့နော်အဲ့လိုမျိုးကွန်ပျူတာတွေအတွက်ဆိုရင်ဒီ script ကို run လိုက်တာနဲ့စက်ကတိတသားလေးပေါ့ရှော့သွားပါလိမ့်မယ်အဲ့တော့ဒီလိုမျိုးပေါ်လာပြီးဒီမှာဒီ all chain have been applied successfully ဆိုတာလေးပေါ်လာတယ်ဒါဆိုလို့ရှိရင်ဒါပြီးသွားပြီပေါ့နော်အဲ့လာကို close လုပ်ပေးလိုက်ပါဒါဆိုရင်ကွန်ပျူတာကငကိုယ်လုံးကရှိတဲ့ performance ထက်ထောက်ဝက်လောက်ကိုမြန်လာတာကိုတွေ့ရပါလိမ့်မယ်စမ်းကြည့်ကြပါ